အောင်ဆန်းအတလီစာချုပ်ဆိုပြီးတော့ပေါ်ပေါက်လာတယ်ဗျအဲ့တော့တခင်အောင်ဆန်းပဲလက်မှတ်ထိုးတာပါနော်လက်မှတ်မထိုးတဲ့သူကဘလို့ဦးစောကလက်မှတ်မထိုးဘူးတခင်ဗစိန်ကလက်မှတ်မထိုးပါဘူးအဲ့ဒီအောင်ဆန်းတလီစာချုပ်မှာကြတော့အပိုက်10ပိုက်ပါတယ်စောစောစက္ကူစာတန်းမှာ9ပိုက်ပါတယ်နော်အဲ့ဒီ10ပိုက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကအခုပြောတဲ့ခေါင်းစဉ်ကတော့ခွတ်တော့ခွင့်နဲ့ပတ်သက်တာပဲပြောနေတာနော်ကျွန်တော်တို့ကသွေးစည်းကြောင်းပဲလိုချင်တာခေါ်ထက်တာလက်မခံဘူးခွတ်တော့ခွင့်နဲ့ပတ်သက်တဲ့ခေါင်းစဉ်ကိုပဲကျွန်တော်ပြောနေတာအသေးစိတ်သိချင်ကိုယ့်အကိုရှာဖတ်ကြဟုတ်ပြီနော်အဲ့တော့အဲ့ဒီအောင်ဆန်းတလီစာချုပ်မှာအပိုက်10ပိုက်ပါတယ်တော့အပိုက်တစ်ပိုက်မှာဘာပြောတာလဲဆိုလို့ရှိရင်ပြည်တော်စုပြိုကွဲစေမဲ့ပုံစံတစ်ခုရေးထားတာရှိတယ်အဲ့ဒီအပိုက်တစ်ပိုက်မှာနော်အဲ့တော့ဘာရေးထားလဲဆိုတော့နေကြားဒေသများနဲ့မြန်မာပြည်မကိုပေါင်းစည်းဆက်ဆံနိုင်ငံမှာဗြိတိရှအစိုးရနှင့်မြန်မာကိုယ်စားလှယ်တော်များနှစ်ဦးနှစ်ဖက်သဘောတူပြီးသောရည်ရွယ်ချက်ဖြစ်သည်တဲ့ဤအတော်အတွင်းနေကြားရှိလူများသည်နှစ်ဦးနှစ်ဖက်လက်ခံနိုင်သောနည်းဖြင့်မြန်မာနိုင်ငံတော်အစိုးရနှင့်ရင်းနှီးစွာပေါင်းသင်းလက်တွဲရမည်ပေါင်းသင်းတွဲဖက်ရမည်တဲ့ဟောဒီချာကြည့်မယ်နေကြားဒေသတွေနဲ့မြန်မာပြည်မကိုပေါင်းစည်းဆက်ဆံနိုင်ရန်မှာဗြိတိရှအစိုးရနဲ့မြန်မာကိုယ်စားလှယ်များနှစ်ဦးနှစ်ဖက်သဘောတူပြီးတော့ရည်ရွယ်ချက်ဖြစ်တယ်ပြောမှဆိုတိုင်းရင်းသားတွေနဲ့နော်ဗမာကိုယ်စားလှယ်တော်တွေနဲ့ရည်ရွယ်ပြီးသားပေါင်းစည်းမယ်လို့ရည်ရွယ်ထားပြီးသားအဲ့ဒီအတော်အတွင်းမှာနေကြားမှာရှိတဲ့သူတွေကနှစ်ဦးနှစ်ဖက်လက်ခံနိုင်သောနီးနဲ့နှစ်ဦးနှစ်ဖက်လက်ခံနိုင်သောနီးနဲ့မြန်မာနိုင်ငံတော်အစိုးရနဲ့ရင်းနှီးစွာပေါင်းစည်းတွဲဖက်ရမည်ဆိုတော့တကယ်လို့တိုင်းရင်းသားကလက်မခံနိုင်ဘူးမတရားတောင်းဆိုလာမယ်ဆိုလို့ရှိရင်ဗမာပြည်မနဲ့ပေါင်းလို့မရဘူးလေနှစ်ဦးနှစ်ဖက်လက်ခံနိုင်မှဆိုတော့သူကအဲ့လိုစာတွေတကယ်ဆိုရေးတဲ့စရာကိုအကြောင်းမရှိဘူးနော်ဒီမှာဗိုလ်ချုပ်အောင်ဆန်းကညှိနေပြီလေဗိုလ်ချုပ်အောင်ဆန်းကသွေးစည်းကြောင်းကုန်ညှိထားပြီးသားကိုသူတို့ကဒါတွေထည့်ရေးစရာအောင်မလို့တာနှစ်ဦးနှစ်ဖက်လက်ခံနိုင်သောနည်းတွေပါထည့်ရေးစရာမလိုဘူးလေဟုတ်တယ်မလားဒါကသွေးခွဲထားတာပဲပြောချင်တာဗြိတိရှက hints ပေးနေတာတိုင်းရင်းသားတွေကိုမင်းတို့တော့ငါဒီမှာရေးထားပေးပြီးသွားပြီမင်းတို့ခွဲထွက်ချင်လဲခွဲထွက်လို့ရတယ်မင်းတို့ပေါင်းချင်မင်းတို့စိတ်ပဲနော်အဲ့ဒီလောက်ထီကိုသူတို့စီစဉ်ထားတယ်အောင်ဆန်းတလီစာချုပ်မှာနော်အဓိကတော့ဗြိတိရှတွေကဒီအောင်ဆန်းတလီစာချုပ်မှာဗမာပြည်သားနဲ့တောင်တန်းတွေပေါင်းတာကိုနော်မကြိုက်ဘူးပေါ့ဗျာမကြိုက်ဘူးပေါ့အဲ့တော့မကြိုက်တဲ့ခါကျတော့ဒီတောင်တန်းဒေသတွေကိုကျွန်တော်ဆန္ဒပေါ်ထုတ်ကြတာပေါ့ဗမာပြည်သားနဲ့ပေါင်းစည်းဖို့ဆန္ဒရှိမရှိမင်းမြန်စုံစမ်းတာပေါ့နော်အဲ့တော့မင်းမြန်စုံစမ်းဖို့ဆိုတော့ပင်လုံကိုလာရတော့မယ်ပင်လုံမြို့ကိုလာရတော့မယ်ဒါကြောင့်မို့လို့ပင်လုံမြို့မှာသွေးစည်းကြောင်းပြဖို့စီယုံရေးစဆင်းရမယ်ပထမပင်လုံကြီးလာကကျင်းပပြီးနောက်တစ်ခါနော်ဒါနောက်တစ်ချိန်ပင်လုံကိုထပ်လာတာအဲ့တော့1948ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာလန်ဒန်ပြန်ဗိုလ်ချုပ်ဆောစောကလန်ဒန်ပြန်လာတယ်လေနော်1940ခုဇန်နဝါရီနှစ်တုန်းက16ဦးအဖွဲ့လန်ဒန်ကိုသွားတယ်လွတ်လပ်ရေးယူဖို့နော်အဲ့တော့လန်ဒန်ကပြန်လာတဲ့ဗိုလ်ချုပ်ကနေပြီးတော့ရှမ်းစော်ဘွားအချုပ်နောက်တခါရှမ်းလူထုကိုယ်စားလှယ်တော်တွေနဲ့ပနာကပင်လုံကြီးလာခံကိုပင်လုံမြို့မှာစပနာမပင်လုံကြီးလာခံကိုပင်လုံမြို့မှာစပြီးတော့စီယုံတာပေါ့40ခုဖေဖော်ဝါရီ3ရက်မှာ40ခုဖေဖော်ဝါရီ6ရက်မှာလည်းပဲထက်စီယုံတယ်အဲ့ပင်လုံမြို့မှာပဲကချင်ပြည်နယ်သားတွေရှမ်းကိုယ်စားလှယ်တော်တွေအင်အား2000ကျော်တက်ရောက်တယ်နော်အင်အား2000ကျော်တက်ရောက်အဲ့ဒီလိုနဲ့ကျွန်တော်တို့နော်ဒါကကျွန်တော်တို့အောင်ဆန်းတလီစာချုပ်ပေါ်မူတည်ပြီးတော့ဒီသွေးခွဲထားတာတွေကိုမလို့တင်တဲ့အခါကျတော့ဗိုလ်ချုပ်အောင်ဆန်းကစီယုံရေးဆင်းတာအပိုင်းနော်အဲ့တော့ကျွန်တော်တို့ကတောင်တန်းဒေသတွေမှာလက်မခံဘူးဆိုလို့ရှိရင်ရင်းခွာပုံစံမှာရှိတဲ့နော်ပြည်နယ်တွေတောင်တန်းတွေအကုန်လုံးကဗြိတိရှအောက်မှာစက်ကြံပြီးတော့ဗမာအသီးသန့်လွတ်လပ်ရေးရမှာအောင်ဆန်းတလီစာချုပ်ရဲ့သဘောကအဲ့ဒီလိုမင်းတို့မကြိုက်ရင်မပေါင်းနဲ့နှစ်ဦးနှစ်ဖက်အစဉ်ပြေမှပေါင်းဆိုတဲ့သဘောအောင်ဆန်းတလီစာချုပ်မှာရေးထားတာ
အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းတို့ကလည်းဘယ်ရမလဲနော်အဲ့ဒါကိုလက်မခံဘူးဘာဖြစ်လဲပေလုံစာချုပ်ချုပ်ပြီးပေလုံမှာဒီမှာစီယုံရေးစဆင်းနေပြီစီယုံလာပြန်စီယုံပြီနော်အဲ့လိုလေးတွေတွားတယ်ဗျနော်အဲ့တော့ကျွန်တော်တို့ကစက္ကူစာတန်းလည်းပြီးသွားပြီစေယုံချိုရက်စဲပြီးသွားပြီကျွန်တော်တို့လွတ်လပ်ရေးပေးမယ်ဆိုပြီးတော့ကြေညာချက်၄ရက်ထွက်တော့ဗိုလ်ချုပ်အောင်ဆန်းနဲ့စက်ကြောက်အဖွဲ့ကလန်ဒန်ကိုသွားတယ်နောက်တစ်ခါကျွန်တော်တို့ဒီအမှတ်30ဒေါင်းနင်းလမ်းမှာအောင်ဆန်းလီစာချုပ်ကိုထက်ချုပ်ကြတယ်နော်အဲ့တော့အောင်ဆန်းလီစာချုပ်မှာလည်းပဲတွေးခွဲထားတာတွေရှိနေတဲ့ကကျွန်တော်ဗိုလ်ချုပ်အောင်ဆန်းကတိုင်းသားတွေကိုပြန်စည်းရုံးဖို့ကြိုးစားတယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့ကပေလုံစာချုပ်ချုပ်မဲ့အပိုင်းကိုရောက်လာတယ်နော်အောင်ဆန်းလီစာချုပ်လည်းပြီးသွားပြီပေလုံစာချုပ်ချုပ်မဲ့အပိုင်းကိုရောက်လာတယ်အဲ့တော့ကျွန်တော်တို့ကပေလုံစာချုပ်မချုပ်ခင်မှာစောစောကအောင်ဆန်းလီစာချုပ်တွေကတိုင်းကိုဗြိတိရှတွေကမြန်မာတွေကိုတိုင်းသားတွေကိုဗမာနဲ့သွေးခွဲကြနေတာလေအဲ့ဒီပေလုံစာချုပ်ချုပ်ဖို့လုပ်နေတဲ့ကာလမှာပဲဒီအင်္ဂလိပ်အစိုးရနေကြားအုပ်ချုပ်ရေးမင်းကြီးဆိုတာရှိတယ်အဲ့ဒီနေကြားအုပ်ချုပ်ရေးမင်းကြီးစတီဗင်ဆင်ဆိုတဲ့သူတို့အုပ်စုကနေပြီးတော့စော်ဘားတွေကိုဗာပြောလဲဆိုတော့ရှမ်းစော်ဘားတွေကိုတမကတွေဖွဲ့ခင်ဗျားတို့ရှမ်းစော်ဘားကြီးတမကဖွဲ့ကြဗမာနဲ့မပေါင်းနဲ့ဗမာတွေဟာစင်းရဲတဲ့ငွေမရှိဘူးနော်ခင်ဗျားတို့ကိုတမကတစ်ခုချင်းစီကို340စီပေးမယ်ဆိုပြီးတော့ဒီတိကျတွေကအဲ့ဒီစတီဗင်ဆင်ဆိုအုပ်စုကနေပြီးတော့ရှမ်းစော်ဘားတွေကိုဗမာနဲ့သွေးခွဲပြီးတော့ငွေနဲ့လက်ထိုးတယ်နော်ဟုတ်တယ်ရှမ်းစော်ဘားကြီးတွေဟုတ်တယ်နော်ငွေနဲ့လက်ထိုးတယ်သွေးဆောင်ဖျားရောက်တာပေါ့ဗျာနော်ဒါကပေလုံစာချုပ်ချုပ်ဖို့ကြိုးစားနေရောအဲ့ဒီလိုနဲ့ကျွန်တော်တို့ပေလုံစာချုပ်ချုပ်မဲ့ရက်ရောက်လာ1948ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နော်အဲ့ပေလုံကိုပန်လုံမြို့ကိုဘယ်သူတွေရောက်လာလဲဆိုတော့ဗိုလ်ချုပ်အောင်ဆန်းရောက်လာတယ်နောက်ဒိုမီနီယန်အတင်းဝင်ကလေးမစ္စတာလော့တွင်လေးဆိုတဲ့သူကရောက်လာတယ်နော်ခေါင်းဆောင်တွေလည်းရောက်တာပေါ့ရှမ်းကချင်ဗမာချင်းအဲသူတို့လည်းရောက်လာကြတာပေါ့ပန်လုံမြို့အဲ့တော့အဲ့မှာလူထုရဲ့ရှေ့မှာဒီတိကျတွေနဲ့ပြည်သူလူထုတွေရဲ့ရှေ့မှာပဲနော်ဗိုလ်ချုပ်အောင်ဆန်းကမိန်ကွန်းတစ်ခုပြောတယ်အဲ့ဒါကတမိုင်းဝင်မဲ့မိန်ကွန်းတမိုင်းဝင်မဲ့မိန်ကွန်းသူကပြောတယ်နော်သူကနောက်ဆုံးပေလုံစာချုပ်ချုပ်တဲ့အခါကျတော့တိုင်းရင်းသားကလုံးဝဒီတိကျတွေရဲ့ရှေ့မှာဗိုလ်ချုပ်အောင်ဆန်းအာမခံတာဘလို့ဟောပြောပွဲဘလို့မိန်ကွန်းပြောလဲဆိုတော့မိန်ကွန်းလေးပဲကျွန်တော်ပြောမှာခေါင်းစဉ်လေးပဲပြောမှာကျန်တာကောကိုရှာဖတ်ကြနော်ဗမာများကစိုးမိုးလိုပဲမဟုတ်ဆိုတဲ့ခေါင်းစဉ်နဲ့မိန်ကွန်းပြောတာဗိုလ်ချုပ်အောင်ဆန်းကဟာကြည့်စမ်းခင်ဗျာပေလုံမျိုးမှာဒါပဲလေဒီတိကျတွေရဲ့ရှေ့မှာဒီတိကျတွေရဲ့ရှေ့မှာစော်ဘွားတွေရဲ့ရှေ့မှာအဲ့ပြည်သူလူထုတွေရဲ့ရှေ့မှာခေါင်းဆောင်တွေရဲ့ရှေ့မှာအားလုံးကိုမျက်နှာစုံကြီးတွေ့ဆုံတဲ့ရှေ့မှာပဲဗိုလ်ချုပ်အောင်ဆန်းရဲရဲနေပြောတာဒီမှာပင်လုံစာချုပ်ချုပ်ဖို့ကငါတို့ဗမာတွေကမင်းတို့တွေကိုစိုးမိုးလို့မဟုတ်ဘူးဆိုတဲ့ခေါင်းစဉ်နဲ့သွေးစည်းစေခြင်းနဲ့ဒီရွယ်ချက်နဲ့အားလုံးရှိမှသူကမိန်ကုန်းပြောတာပေါ့မိန်ကုန်းပြောတယ်ဒါက40ကိုဖေဖော်ဝါရီလကျွန်တော်တို့8ရက်နေ့မှာမိန်ကုန်းပြောတာဖေဖော်ဝါရီလ12ရက်နေ့လဲရောက်တော့ဖေဖော်ဝါရီ12ဆိုတော့စဉ်းစားလေနော်နာနဲ့10နာရီမှာပင်လုံစာချုပ်ကိုဗိုလ်ချုပ်အပါဝင်ကိုယ်စားလှယ်23ဦးလက်မှတ်ထိုးကြတယ်နော်အဲ့ဘာဖြစ်လဲစာချုပ်မှာအပိုက်ပေါင်း6ပိုက်ပါတယ်နော်ပင်လုံစာချုပ်မှာအပိုက်ပေါင်း9ပိုက်စက္ကူစာတန်းက9ပိုက်နော်အောင်ဆန်းလီစာချုပ်က10ပိုက်ပင်လုံစာချုပ်က9ပိုက်အဲ့တော့လက်မှတ်ရေးထိုးတဲ့သူတွေကိုကြည့်မယ်တက်တဲ့သူတွေကတော့အကုန်တက်ကြတယ်ဒါမဲ့ဗိုလ်ချုပ်အောင်ဗမာကိုယ်စားလှယ်ဘက်ကဗိုလ်ချုပ်အောင်ဆန်းပဲအဓိကလက်မှတ်ထိုးတာနော်မြန်မာနိုင်ငံတော်အစိုးရဘက်ကနေပြီးတော့ဗိုလ်ချုပ်အောင်ဆန်းပဲလက်မှတ်ထိုးတာကချင်ကော်မတီဝင်6ဦးလက်မှတ်ထိုးတယ်ချင်းကော်မတီဝင်3ဦးလက်မှတ်ထိုးတယ်ရှမ်းကော်မတီဝင်14ဦးလက်မှတ်ထိုးတယ်အားလုံးတိုင်းရင်းသားက23ဦးဗိုလ်ချုပ်အောင်ဆန်းတယောက်နဲ့ဆိုရင်24ဦးပြနော်အားလုံး24ဦးလက်မှတ်ထိုးပြီးတော့ဗြိတိရှတွေရဲ့ရှေ့မှာပဲတခါတည်းနော်ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြ
တေချာကြည့်မယ်စက္ကူလူစာတန်းကသွေးခွဲထားတယ်နော်အောင်စန်းတလီစာချုပ်ကသွေးခွဲထားတယ်ပင်လုံစာချုပ်ဒီသွေးစည်းချောင်းကိုပြကျင်လို့ဗမာတွေကစိုးမိုးလို့ရမဟုတ်ဆိုတဲ့ခေါင်းစဉ်တွေကိုပြောပြီးတော့ပင်လုံစာချုပ်ဒီစီလုံးညီညွတ်ပြီးတော့ပြည်တော်စုနိုင်ငံတည်ဆောက်ဖို့ချုပ်ခဲ့တဲ့စာချုပ်တစ်ခုဖြစ်တယ်ခွဲတွက်ခွင့်ပေးဖို့စာချုပ်ချုပ်ခဲ့တဲ့ဥစ္စာပင်လုံစာချုပ်မဟုတ်ဘူးနားလေလားမသိဘူးပင်လုံစာချုပ်ဒီသွေးစည်းချောင်းကိုပြဖို့စီစီလုံးလုံးစုစုစည်းစည်းနဲ့ holding federalism နော် holding federalism တည်ဆောက်ဖို့ပင်လုံစာချုပ်ချုပ်ခဲ့တာခွဲတွက်ခွင့်ပေးဖို့ confederation ပေးဖို့ပင်လုံစာချုပ်ချုပ်ခဲ့တာမဟုတ်ဘူးဒါကိုတိုင်းရင်းသားတွေနားလည်ဖို့လိုအပ်တယ်နော်အဲ့ဒီလိုနဲ့ပင်လုံစာချုပ်ချုပ်လိုက်တာပေါ့ဗျာ